Assalamualaikum warahmatullahi wabarakatuh. Kaya so zati bayan. Ibeya uko nisap jibani ki Rohingya noliyo. Rohingya boli chama bali lo chono. Kialai. Sudaw mieta poda ye no concept. Kuore kan namase zati. Chono dine hobyo me ajaw ya. Kushis gujidi. ဖွဲ့စည်းပုံအခြေခံဥပဒေ Olio goy nolo goy. Iber kisu. ဘယ်လောက်ထိအောင်အရေးကြီးတယ်လဲ Edebutor hor. ကျွန်တော်တို့အနာဂတ်မြန်မာနိုင်ငံအတွက်ဘယ်လိုဖွဲ့စည်းပုံအခြေခံဥပဒေမျိုးပေါ်ပေါက်လာအောင်ကြိုးစားအားထုတ်သင့်မလဲဆိုတဲ့အကြောင်းအရာတွေကိုဟောမှာ Maze hodun manish ase. ကျွန်တော်မဟောခင်ပထမဦးဆုံးကျွန်တော်တင်ပြစရာရှိပါတယ်။ဘာကြောင့် mano dole lo kanu hodo ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းခေါင်းစဉ်ကိုတည်တရွယ်ဟောရတယ်ဆိုတဲ့ဟာလေးကျွန်တော်ရည်ရွယ်ချက်ကလေးကိုအရင်ပြောချင်ပါတယ်။ Botavaro hebare bodoli ballai kushi ကျွန်တော်တို့ဗမာနိုင်ငံကို nomani na bariba itekan အင်္ဂလိပ်ကတက်ပေါင်း100လောက်အုပ်ချုပ်ခဲ့တယ်ဒါအလုံးသိပြီပါ။ funi sai bariba onara zara တော့အင်္ဂလိပ်လက်အောက်ကနေကျွန်တော်တို့ funi yere amalo လွတ်လပ်ရေးရယူဖို့အတွက်ကျွန်တော်တို့ရဲ့အမျိုးသားခေါင်းဆောင်ကြီးလွတ်လပ်ရေးဖခင်ကြီးဘုရားအောင်ဆန်းကကျိုးပန်းအထုတ်ခဲ့တဲ့နေရာမှာအမတမပတ်သားစရာကောင်းတဲ့အမတမအတိအပတ်ပြုစရာကောင်းတဲ့သမိုင်းမှတ်တိုင်တိုင်းရှိပါတယ်အဲ့ဒါကဘာလို့ဆိုတော့အမတအမျိုးအမြင်ကြီးတဲ့ဘုရားအောင်ဆန်းကလွတ်လပ်ရေးမယူခင်ကျိုးတင်းပြီးတော့မှဖွဲ့စည်းပုံအခြေခံဥပဒေတအုပ်ကိုရေးခဲ့ပါတယ်ကျွန်တော်တို့အဲ့ဒီဥပဒေကို1940ခုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေလို့ခေါ်ပါတယ်တချို့ကတော့1948ဖွဲ့စည်းပုံအခြေခံဥပဒေလို့ခေါ်ပါတယ်နှစ်မျိုးစလုံးမှတ်ပါတယ်ရေးဆွဲတာက1940နဲ့ခေါ်စက်တင်ဘာလ24ရက်နေ့မှာရေးဆွဲအတည်ပြုတဲ့အတွက်1940ခုဥပဒေလို့ခေါ်ပါတယ်ဒါပေမဲ့တကယ်လက်တွေ့ကျင့်သုံးတာ1948ဇန်နဝါရီလ4ရက်နေ့မှာသုံးတဲ့အတွက်48ဖွဲ့စည်းပုံအခြေခံဥပဒေလို့လည်းပဲခေါ်ပါတယ်အဲ့တော့ကျွန်တော်တို့ဗမာနိုင်ငံကိုခေတ်သစ်မြန်မာနိုင်ငံလို့ပြောကြပါစို့ရှေ့ပိုင်းကဗမာမင်းတွေအုပ်ချုပ်ခဲ့တယ်မင်းများပေါ့ဗျာရှင်မယင်များအုပ်ချုပ်ခဲ့တယ်ရှင်များအုပ်ချုပ်တဲ့အနေအထားကနေအင်္ဂလိပ်ကကျွန်တော်တို့တိုင်းပြည်ကိုသိမ်းပိုက်ပြီးတော့ကိုလိုနီအဖြစ်ကျွန်တော်တို့ကိုအုပ်ချုပ်တယ်အင်္ဂလိပ်ဝင်လာတဲ့အချိန်မှာကျွန်တော်တို့ရှင်မယင်အုပ်ချုပ်တဲ့စနစ်ပြတ်သွားပါတယ်ပြီးတော့1948လွတ်လပ်ရေးရတဲ့ဒီဘက်မှာဆက်ပြီးတော့ကျွန်တော်တို့ဟာဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တိုက်ပြည်ကိုအုပ်ချုပ်ခဲ့ပါတယ်ဒီကနေ့အထိရှင်မင်းအုပ်ချုပ်တဲ့စနစ်ကိုကျွန်တော်တို့ပြန်မသွားတော့ပါဘူးကျွန်တော်တို့ပြည်သူလူထုရွေးကောက်တင်မြှောက်တဲ့အုပ်ချုပ်နဲ့အစပြိုးခဲ့ပြီးတော့ဒီစနစ်ဟာလည်းတမကောင်းအကြောင်းမလားလို့သိမကြခင်ပဲပြတ်သုံးသွားခဲ့ပါတယ်အဲ့ဒီလိုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်တဲ့စနစ်ပြတ်သုံးခြင်းနဲ့အတူကျွန်တော်တို့တိုင်းပြည်ဟာလည်းပြတ်သုံးခဲ့ပါတယ်အခုကျွန်တော်တို့ကပြန်လဲတည်ဆောက်မဲ့နှစ်ပေါင်း90ဖြည့်ဆည်းခံခဲ့ရတဲ့ကျွန်တော်တို့တိုင်းပြည်ကြီးကိုပြိုကျပျက်စီးနေတဲ့ကျွန်တော်တို့ရဲ့တိုင်းပြည်ကြီးကိုပြန်လဲတည်ဆောက်ရမယ့်အချိန်ကဒီအချိန်ဖြစ်ပါတယ်အဲ့တော့နိုင်ငံတစ်နိုင်ငံကိုတည်ဆောက်ဖို့ဆိုတဲ့နေရာမှာအခြေခံအကျဆုံးအကြောင်းအရာဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်အိမ်တစ်လုံးဆောက်တော့မယ်ဆိုရင်အုတ်မြစ်မချပဲ foundation မချပဲမတည်ပဲအိမ်ဆောက်လို့မရပါဘူးဒီလိုပါပဲနိုင်ငံတစ်နိုင်ငံကိုပြန်လဲတည်ဆောက်မယ်ဆိုရင်လည်းအခြေခံအကျဆုံးအရာဟာဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်ဒါကြောင့်မို့လို့အချိန်အခါအားဖြင့်အတော်လေးတိုက်ဆိုင်ရှိနေတဲ့အတွက်ဒီကနေ့ဒီကောင်းစဉ်ကိုကျွန်တော်ဟောတာဖြစ်ပါတယ်နေရာအနှံ့မှာပဲပုံစံအမျိုးမျိုးနဲ့ဟောနေပြီမယ်လို့အကြောင်းအရာကတော့ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျွန်တော်တို့ဗမာနိုင်ငံသားတွေသိအောင်ကျွန်တော်လိုက်ပြောနေတာပါပဲဘာကြောင့်ဒီလိုပြောရတယ်လဲဆိုတော့အားလုံးသိကြပါတယ်ကျွန်တော်တို့နိုင်ငံကို1962ခုနှစ်စစ်တပ်ကအာဓမ္မအာဏာသိမ်းလိုက်တဲ့အချိန်ကစပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်တဲ့စနစ်ပြတ်ပြားခဲ့ပါတယ်အထူးသဖြင့်အခုအသက်50အရွယ်ရှိတဲ့လူတွေရဲ့ဘဝမှာဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာသိကိုမသိပါဘူးဒီလိုအခွင့်အရေးမျိုးလည်းမရခဲ့ပါဘူးဒီလိုအခွင့်အခါလည်းမကြုံကြိုက်ခဲ့ပါဘူးဒါကြောင့်ဖွဲ့စည်းပုံအခြေခံဥပဒေဘာလဲဆိုတာကိုတောင်းနားမလည်ကြတော့ပါဘူးကျွန်တော်တို့မြို့နေလူတန်းစားပညာတတ်လူတန်းစားအတော်အတန်သိပါလိမ့်မယ်သို့တော့တကယ်ကျွန်တော်တို့ရဲ့အခြေခံလူတန်းစားဖြစ်တဲ့တောင်သူလယ်သမားတွေမသိကြပါဘူးဒါကြောင့်မို့လို့ကျွန်တော်နေရီအထိပါဆင်းပြီးတော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေဘာလဲတိုင်းပြည်အတွက်ဘယ်လောက်အရေးကြီးသလဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေဟာတကယ်ကျွန်တော်တို့တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက်အသုံးဝင်ပါမလား
အလုပ်ဖြစ်ပါမလားမဖြစ်ရင်ကျွန်တော်တို့ဘာလုပ်ကြမှာလဲဒီအကြောင်းအရာတွေကိုကျွန်တော်တို့ဟောပြောနေတာခုလည်းပဲဒါတာမွေမြို့နယ်မှာဟောပြောဖို့ဒါအကြောင်းဆုံးလာတာဖြစ်ပါတယ်တော့ဒီအခွင့်အရေးလေးကြုံရိုက်တုံးကျွန်တော်အနေနဲ့တဆွမ်းသမျှကျွန်တော်လိလာထားသမျှကျွန်တော်သိသမျှကျွန်တော်ရဲ့ဘ ഹു တုတ္တကိုမျှတယ်လို့နားလည်ပေးပါဆရာလုပ်တယ်ဟောပြောပို့ချတယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ပါဘူးကျွန်တော်သင်တန်းတွေပြီးတဲ့နေရာမှာတော့တမျိုးပေါ့ဗျာဒါကတော့သင်တန်းတက်တဲ့သင်တန်းသားတွေကိုသင်တန်းပို့ချတာအခုဟာကရမီရဖလူကြီးတွေအားလုံးမှာပါပါတယ်စိတ်ဝင်စားတဲ့တခြားပုံကိုယ်တွေကျွန်တော်တဲ့အသက်အရွယ်ကြီးတဲ့လူတွေလည်းပါပါတယ်အခုကျွန်တော်ပြောမယ့်အကြောင်းအရာဆိုတချို့သိပြီးသားတွေပါပါလိမ့်မယ်မသိသေးတဲ့လူလည်းရှိပါမှာအဲ့တော့ကျွန်တော်ကတော့မသိသေးတဲ့လူတွေကိုတတ်နိုင်သမျှရည်ရွယ်ပြီးတော့ဟောသွားမယ်သိတဲ့လူတွေပါရင်သိတဲ့လူတွေကလည်းကျွန်တော်ပြောတာဟုတ်ရင်ဟုတ်တယ်မှန်ရင်မှန်တယ်တကယ်လို့များကြံရင်လည်းကြံနေတဲ့အကြောင်းအရာတွေဖြည့်ဆွတ်ပြောပေးပါလို့ကျွန်တော်မေတ္တာရက်ခံလို့ပါတယ်ပရိသတ်များခင်ဗျာကျွန်တော်ဟောပြောပွဲလေးစပါတော့မယ်ဘာလို့ဆိုအချိန်ကနည်းနည်းလေးနဲပါတယ်ရတဲ့အချိန်နဲတယ်ပြောချင်တဲ့အကြောင်းအရာကများတယ်ကျွန်တော်မှာခေါင်းစဉ်10ခုလောက်စိတ်ကူးထားပါတယ်ပြောတော်တော်လဲအခြေအနေပေါ်မူတည်ပြီးတော့ဒီခေါင်းစဉ်10ခုတွေကကျွန်တော်ပြောနိုင်တယ်လို့ပြောသွားပါမယ်အားလုံးမပြောနိုင်ရင်ကျွန်တော်အရေးကြီးတဲ့ခေါင်းစဉ်တွေကိုရွေးချယ်ပြီးပြောသွားပါမယ်ပရိသတ်အနေနဲ့လည်းပဲမှတ်သားရတာလွယ်အောင်ကျွန်တော်ခေါင်းစဉ်တစ်ခုချင်းခေါင်းစဉ်လေးတွေနဲ့ပြောပါမယ်ပထမဦးဆုံးကျွန်တော်ပြောမယ့်ခေါင်းစဉ်ကဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဘာလဲသိပြီးတော့မှရိုးရှင်းတဲ့မေးခွန်းလေးပါဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဘာလဲရှင်းနေတွေကတော့သိမယ်နိုင်ငံရေးသမားတွေကတော့သိကြမယ်ဒါတောင်သူတို့အဖြေကိုနားထောင်ရင်တယောက်နဲ့တယောက်တူမှာမဟုတ်ဘူးရှင်းနေပြောတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အဓိပ္ပာယ်နဲ့နိုင်ငံရေးသမားတယောက်ပြောတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အဓိပ္ပာယ်ကွာသွားပါလိမ့်မယ်အဲ့တော့ကျွန်တော်ပြောမယ့်အဓိပ္ပာယ်ကရှင်းနေအပြောလည်းမဟုတ်ပါဘူးနိုင်ငံရေးသမားအပြောလည်းမဟုတ်ပါဘူးတော်တာအပြောလို့ပဲပြောကြပါစို့လူတိုင်းနားလည်အောင်ကြိုးစားပြီးတော့ကျွန်တော်ပြောမယ့်အပြောပါဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဘာလဲအဲ့တော့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဘာလဲဆိုတဲ့မေးခွန်းကိုတဝက်ဝက်မယ်ဖွဲ့စည်းပုံခဏခြံလိုက်မယ်ဥပဒေဆိုတာဘာလဲအဲ့ဒီဥပဒေဆိုတာဘာလဲကိုကျွန်တော်တို့အရင်စဉ်းစားလိုက်ရအောင်ဒါကိုသိရင်နောက်တစ်ဆင့်တက်ပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေဘာလဲဆိုတာပြောရင်လွယ်ကူကူကျွန်တော်တို့သဘောပေါက်သွားလိမ့်မယ်အဲ့တော့ကျွန်တော်တို့လူအဖွဲ့အစည်းမှာကျွန်တော်တို့လူသားတွေလိုက်နာဖို့ဆိုပြီးတော့စီကံတတ်မှတ်ချက်တွေရှိပါတယ်ဥပဒေဆိုတာပေါ်တာနောက်ကြပါတယ်ဥပဒေရဲ့အရှိမဘာသာတရားတွေကစပေါ်လာတာပါဥပမာကျွန်တော်တို့ဗုဒ္ဓဘာသာမှာလွန်ခဲ့တဲ့နှစ်ပေါင်း2500လောက်ခေတ်ဘုရားဟောခဲ့တာရှိပါတယ်ဟလာပါဏာတိပါဒဝေရာမိသိက္ခာပရသမารိယာမိအရိဏဒါနာဒါလည်းပဲပါပါတယ်နောက်တစ်ခါကာမေတုမိစ္ဆာစာရာနောက်တစ်ခါမုဒ္ဒဝါဒစသဖြင့်ဒါတွေအားလုံးဟာဘုရားကလူမှန်ရင်အနှိမ့်ဆုံးလိုက်နာကျင့်ကြံရမယ်စီကံတွေကိုကျင့်တရားတွေသူများအသက်ကိုမတတ်ပါနဲ့သူများပစ္စည်းကိုမခိုးပါနဲ့သူတစ်ပါးသားမယားကိုမစော်ကားပါနဲ့သူများပစ္စည်းလိမ်ညာရယူတာမလုပ်ပါနဲ့ဒါဘုရားဟောခဲ့တာဒီလိုပဲနောက်ပိုင်းကျွန်တော်တို့လူအဖွဲ့အစည်းတိုးတက်လာတဲ့အခါကျတော့ဘုရားဟောတဲ့တရားနဲ့ဓမ္မနဲ့မလုံလောက်တော့ဘူးဘုရားဟောတဲ့တရားအရာတော့သူများအသက်မတတ်နဲ့ပြောတယ်တတ်တာမကောင်းဘူးပြောတယ်တကယ်လို့တတ်ခဲ့ရင်ဘုရားကချက်ချင်းလက်ငယ်လားဆိုပြီးသူ့ကိုအေးအေးယူအပြစ်ပေးတာမရှိဘူးဟလာကိုယ့်ရဲ့အကုသိုလ်အကျိုးပေးဟာတစ်ချိန်ကျတော့ခံရမယ်ငရဲလိုက်လာမယ်ဝက်လိုက်လာမယ်လောလောဆယ်တော့ဘာမှမဖြစ်ဘူးအဲ့ဒီတော့မရဘူးဓမ္မစက်အပြင်ငါတို့အာနာစက်ပါသုံးရမယ်သူများအသက်မတတ်ရဘူးတတ်တဲ့တော့အခုချက်ချင်းဖမ်းမယ်အခုချက်ချင်းသေတံပြန်ပေးမယ်သူဒီလိုကျွန်တော်တို့ဟာအာနာစက်နဲ့ခုနကစီကံလေးတွေကိုသူများပစ္စည်းမခိုးရဘူးခိုးရင်
ထောင်ခုနှစ်နှစ်ချမယ်သူများအသက်မတတ်ရဘူးထောင်နဲ့တစ်သက်ချမယ်တကြီးတွေတတ်ရင်သေရန်ပေးမယ်သူတစ်ပါးသားမရမဖြစ်စီနဲ့လေရှိမရဖြစ်စီရင်ထောင်နဲ့9နှစ်ပုံမှန်490ခွန်အာဓမ္မကျင့်ကြရင်386ထောင်နဲ့တစ်သက်အဲ့ဒါကဘာတော့ဆိုတော့ကျွန်တော်တို့ခမည်းတော်တိုင်းသူပြည်သားနိုင်ငံသားများကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေလိုက်နာရမယ်မင်းအမိတ်ပုတ်ဆိုးသူမင်းများကခမည်းတော်ကျွန်တော်တို့ပြည်သူလူထုကြိုက်ကြိုက်မကြိုက်ကြိုက်လိုက်နာရမယ်မလိုက်နာရင်အရေးယူအပြစ်ပေးခံရမယ်လို့သတ်မှတ်ထားတဲ့စီးမြင်တွေကိုကျွန်တော်တို့ကဥပဒေလို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့စကားလုံးလေးတစ်လုံးရသွားပြီကျွန်တော်တို့ခမည်းတော်တိုင်းသူပြည်သားနိုင်ငံသားများအယက်သားများကြိုက်ကြိုက်မကြိုက်ကြိုက်မလိုက်နာမနေရလိုက်နာရမယ်အဲ့ဒါပါလို့ဥပဒေဟောမှတ်ထားပါနော်ကျွန်တော်တို့ခမည်းတော်ကြိုက်ကြိုက်မကြိုက်ကြိုက်အဲ့ဒီစကားလုံးမှတ်ထားပါမလိုက်နာမနေရလိုက်နာရမယ်မလိုက်နာရင်ဘာဖြစ်မလဲဘာမှမဖြစ်ဘူးအပြစ်မှမနေရဘူးထောင်ထဲမှာနေရမယ်ဒါလေးပဲကွာတယ်သိများများမကွာဘူးဟုတ်ပြီဒါဥပဒေကျွန်တော်တို့တတ်သွားပြီသဘောပေါက်ပြီဥပဒေကိုနားလည်ပြီဆိုရင်နောက်တစ်ဆင့်တက်ပြီးတော့ကျွန်တော်တို့ကဒါဆိုဖွဲ့စည်းပုံခြေဥပဒေဆိုတာဘာတော့ဆွေးနွေးလို့ရသွားပြီတော်တော်လွယ်သွားပြီခမည်းတော်ကျွန်တော်တို့အယက်သားတွေကြိုက်ကြိုက်မကြိုက်ကြိုက်မလိုက်နာမနေရလိုက်နာရမယ်ဆိုတဲ့စီမင်းစည်းကမ်းကိုဥပဒေလို့ခေါ်တယ်ဟုတ်ပြီနော်အဲ့ဒီလိုပဲကျွန်တော်တို့ကိုအုပ်ချုပ်နေတဲ့ကျွန်တော်တို့ကိုအုပ်ချုပ်နေတဲ့အစိုးရမင်းများလဲကြိုက်ကြိုက်မကြိုက်ကြိုက်မလိုက်နာမနေရလိုက်နာရမယ်ဆိုတဲ့ဥပဒေရှိတယ်အဲ့ဒါဟာဖွဲ့စည်းပုံအခြေခံဥပဒေပဲတိုင်းပြည်တစ်ပြည်မှာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်တဲ့တိုင်းပြည်ရှိတယ်ဖွဲ့စည်းပုံအခြေခံဥပဒေမပါပဲအုပ်ချုပ်တဲ့တိုင်းပြည်ရှိတယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်တဲ့တိုင်းပြည်ကိုစီးနဲ့ကမ်းနဲ့အုပ်ချုပ်တဲ့တိုင်းပြည်လို့ခေါ်ပါတယ်။ဘာကြောင့်လို့အုပ်ချုပ်သူမင်းများကသူတို့မလိုက်နာမနေရလိုက်နာရမယ်စီမင်းစည်းကမ်းရှိတယ်။အဲ့ဒီစီမင်းစည်းကမ်းအတိုင်းအုပ်ချုပ်ရတဲ့အတွက်ဒီတိုင်းပြည်ဟာစီးနဲ့ကမ်းနဲ့အုပ်ချုပ်နေတဲ့တိုင်းပြည်လို့ပြောပါတယ်။ဒီလိုပြောရပါတယ်။တကယ်လို့များဖွဲ့စည်းပုံအခြေခံဥပဒေမရှိပဲအာဏာရှင်တယောက်ကကိုထင်တယ်လို့ကိုတိုင်းပြည်ကိုအုပ်ချုပ်ရင်အဲ့ဒီတိုင်းပြည်ကိုစီးမဲ့ကမ်းမဲ့အုပ်ချုပ်နေသောတိုင်းပြည်လို့ပြောရပါတယ်အဲ့ဒီတော့နိုင်ငံတစ်နိုင်ငံမှာဖွဲ့စည်းပုံအခြေခံဥပဒေရှိရင်အဲ့ဒီတိုင်းပြည်ဟာစီးနဲ့ကမ်းနဲ့အုပ်ချုပ်တဲ့တိုင်းပြည်လို့အဓိပ္ပာယ်ဆောင်ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေမရှိပဲအာဏာရှင်တို့ကထင်ရမြင်ရအုပ်ချုပ်နေစီးမဲ့ကမ်းမဲ့အုပ်ချုပ်တဲ့တိုင်းပြည်လို့ခေါ်ပါတယ်အဲ့ဒီတော့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့ကသိသွားပြီပါတော့အစိုးရမင်းများကြိုက်ကြိုက်မကြိုက်ကြိုက်လိုက်နာရမယ်ဥပဒေကိုဖွဲ့စည်းပုံအခြေခံဥပဒေလို့ခေါ်ပါတယ်ကောင်းပြီဒုတိယကောင်းစဉ်လေးကိုကျွန်တော်ဆက်ပါမယ်အဲ့ဒီအစိုးရမင်းများကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေမလိုက်နာမနေရလိုက်နာရမယ်ဆိုတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်တာနဲ့အဲ့ဒီလိုမင်းတွေကိုထိန်းချုပ်တဲ့ဥပဒေမရှိပဲစီးမဲ့ကမ်းမဲ့အုပ်ချုပ်ခြင်းဆိုတဲ့အဲ့ဒီအုပ်ချုပ်မှုပုံသဏ္ဍာန်နှစ်ခုရဲ့ကွဲပြားခြားနားချက်ကိုကျွန်တော်ဆက်ပြီးတော့ဆွေးနွေးတင်ပြပါမယ်ဟဲ့လားကျွန်တော်ကအခုခင်ဗျားတို့ရွေးခိုင်းမယ်နော်ကျွန်တော်တတ်ထုကြောင်းလေးနှစ်ချောင်းဒီလက်ညိုးလေးနဲ့လက်ကလေးဒီနှစ်ချောင်းကိုအဝါရောင်တတ်ထုကြောင်းနှစ်ချောင်းလို့ခင်ဗျားတို့စိတ်ထဲမှာမှတ်လိုက်ပါလုံးဝပုံစံတူတယ်အယောင်လည်းတူတယ်ကျွန်တော်ကခင်ဗျားတို့မေးမယ်ကြိုက်တာတစ်ခုယူခင်ဗျားတို့ကစဉ်းစားပြီဟုတ်ရဲ့လားအယောင်လည်းတူတယ်ပုံစံလည်းတူတယ်ကျွန်တော်ဘာမှမပြောထားဘူးအဝါရောင်ပုံတူအချောင်းလေးတတ်ထုကြောင်းလေးနှစ်ချောင်းကြိုက်တာတစ်ခုယူလို့ပြောရင်ခင်ဗျားတို့စဉ်းစားနေပြီဘာကိုယူရင်ကောင်းမလဲမစဉ်းစားဘူးလားစဉ်းစားနေခင်ဗျားတို့ဆုံးဖြတ်ဖို့လဲအတော့ကိုဝေဝါးနေလိမ့်မယ်
ဘာကိုယူရင်ကောင်းမလဲတော်တော်ကိုစဉ်းစားတကယ်လို့ကျွန်တော်ကပြောမယ်ဒီဘက်ကအားလေးကရွှေသားကြီးလို့ပြောလိုက်ရင်ဘာဖြစ်သွားပြီလဲကျွန်တော်မိဖို့နောက်ဆုံးမှာမဟုတ်ဒီဘက်ကရွှေဆိုတာဒီဘက်ကဟာရွှေကိုရွေးတော့ပါဘာဖြစ်လို့တော့ကြီးနဲ့ရွှေနဲ့တန်ဖိုးမတူဘူးခင်ဗျားတို့တန်ဖိုးရှိတာကိုရွေးမှာပေါ့အဲ့ဒါဘာလို့ဆိုတော့ငွေကြီးတန်ဖိုးခင်ဗျားတို့ကလူကြီးတွေဖြစ်တဲ့အခါကျတော့ငွေကြီးတန်ဖိုးနဲ့ဖြတ်လိုက်တာကလေးလေးတယောက်ကိုကျွန်တော်က2နှစ်ကျော်3နှစ်လောက်ကလေးလေးတယောက်ကိုရောင်စုံချယ်ထားတဲ့ဘောလုံးလေးတစ်လုံးချပေးမယ်300-500လောက်တန်တဲ့စိန်လေးတစ်ပွင့်ချပေးမယ်ပါလေးကြိုက်တာယူဆိုအဲ့ဒီကလေးကဘာယူမလဲရောင်စုံဘောလုံးယူမှာအဲ့ဒီကလေးကငွေကြေးတန်ဖိုးကိုမသိဘူးဒါပေမဲ့အသုံးဝင်မှုတန်ဖိုးကိုဒီကလေးသိတယ်သူ့အတွက်ပဲဟာအသုံးကြမလို့ရောင်စုံဘောလုံးလေးဆော့လို့ရတယ်ကလေးရောင်စုံဘောလုံးကိုယူမယ်ဘာပဲဖြစ်ဖြစ်ကလေးလည်းသူတန်ဖိုးတစ်ခုတော့သိတယ်အဲ့တော့ဒီကနေ့ကျွန်တော်တို့ဗမာနိုင်ငံသားတွေဟာဖွဲ့စည်းပုံအခြေခံဥပဒေရဲ့တန်ဖိုးကိုမသိကြဘူးအဲ့တော့အဲ့ဒီတန်ဖိုးကိုသိစေချင်တယ်ဒီအတွက်နိုင်ငံအနှံ့ကျွန်တော်လှည့်ပြီးတော့ဟောတဲ့ထဲမှာဒီအချက်လည်းပဲအချက်တစ်ချက်ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့တန်ဖိုးဘယ်လောက်ထိအောင်တန်ဖိုးကြီးတယ်လဲဘယ်လောက်ထိအောင်နိုင်ငံတစ်နိုင်ငံအတွက်အရေးပါတယ်လဲတင်စားပြီးတော့ပြောရမယ်ဆိုရင်လူတစ်ယောက်အတွက်အသက်ဝိညာဉ်ဟာအရေးအကြီးဆုံးပဲအလုံးဟာရှင်တန်မှုစူးစမ်းနေကြတာပဲနေတိုင်းမကောင်းဖြစ်ပြီဆိုတာနဲ့ရှေးစုမဲစုထုတ်ပြီးဆေးရုံကိုပြေးရတော့တာပဲမသိချင်ဘူးအသက်နဲ့ခန္ဓာမြဲနေခြင်းပဲဆိုလိုတာကအသက်ဝိညာဉ်ဟာလူတွေအတွက်သိအရေးကြီးတယ်အဲ့ဒီအတိုင်းပဲနိုင်ငံတနိုင်ငံအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်းအသက်ဝိညာဉ်ပဲလူဟာအသက်မရှိရင်သေပြီသေရင်ဘာအသုံးကျလဲဘာမှအသုံးမကျဘူးမိရှို့ပြီးပြာချလိုက်မှာမြေကြီးထဲမြုပ်ပလိုက်မှာမထားဘူးကြာရင်ပုတ်လာလိမ့်မယ်ပတ်ဝန်းကျင်အနောက်ရှက်ဖြစ်လာမယ်အသက်နဲ့ခန္ဓာတွဲနေတဲ့ရွေပဲတန်ဖိုးရှိတယ်သေသွားလို့ရှိရင်ဒီရုပ်အလောင်းကြီးဟာဘာတန်ဖိုးမှမရှိတော့ဘူးဟုတ်ပြီဒီတိုင်းပဲနိုင်ငံတနိုင်ငံဟာလေဖွဲ့စည်းပုံအခြေခံဥပဒေမရှိရင်အဲ့ဒါသေနေတဲ့နိုင်ငံပဲတကြိုစရာမြေကြီးမရှိလို့ဒါမှတကြိုရတာထွက်လာတဲ့အနံ့ကနှာခေါင်းကိုလာမရိုက်ခတ်လို့တာနံမမသိတာတော့ဖွဲ့စည်းပုံအခြေခံဥပဒေဟာလူတစ်ယောက်အတွက်အသက်အရေးအကြီးဆုံးဖြစ်တယ်လို့နိုင်ငံတနိုင်ငံအတွက်လည်းအသက်တမျှအရေးကြီးတယ်ဒီအချက်ကိုပြည်သူလူထုနားလည်သဘောပေါက်စေခြင်းတယ်ဒါကျွန်တော်ရဲ့အဓိကရည်ရွယ်ချက်ပါပညာရှင်တွေတော်တော်များများကသူတေသနာလုပ်ကြတယ်သူတေသနာလုပ်တဲ့အခါမှာဘယ်လိုလုပ်တော်ဆိုတော့နိုင်ငံတွေကိုဆင်းရဲချမ်းသာကွာဟတာကိုအခြေခံပြီးတော့အုပ်စုဖွဲ့တော့နံပါတ်1အုပ်စုကအဲ့ဒီနိုင်ငံမှာရှိတဲ့နိုင်ငံသားတွေအားလုံးလည်းချမ်းသာတယ်အစိုးရလည်းချမ်းသာတယ်တတိုင်းပြည်လုံးချမ်းသာတဲ့အုပ်စုအဲ့ဒါတစုရှိတယ်နောက်ဒုတိယတစုလေ့လာတဲ့အခါကျတော့ဒုတိယတစုကတိုင်းပြည်ကိုအုပ်ချုပ်တဲ့အစိုးရတွေကအရန်ချမ်းသာတယ်တိုင်းသူပြည်သားတွေကြတော့မွဲနေတယ်ဘယ်လိုနိုင်ငံမျိုးများဖြစ်မလဲခင်ဗျာကျွန်တော်တို့နိုင်ငံပဲရှိပါတယ်ခြားနိုင်ငံတွေလည်းရှိပါတယ်အဲ့ဒါကအုပ်စုတစုကိုယ်နိုင်ငံတော့ကိုယ်ကပြင်းမြင်လိုက်တာပေါ့ဗျာဒီဥပမာပြောလိုက်တာ ਨੇ နောက်ထပ်တစုရှိသေးတယ်တဲ့တတိယအုပ်စုအစိုးရကောပြည်သူရောတနိုင်ငံလုံးမွဲနေတဲ့တိုင်းပြည်ဆိုပြီးတော့ဒီလိုအုပ်စုလည်းတစုရှိပါတယ်အဲ့တော့အုပ်စု3ခုထွက်လာတယ်အဲ့တော့ပညာရှင်တွေကအဲ့ဒီအုပ်စု3စုကိုတစုချင်းပြန်လေ့လာတယ်နံပါတ်1အုပ်စုဘာဖြစ်လို့ပြည်သူရောအစိုးရရောချမ်းသာနေသလဲလေ့လာတဲ့အခါတော့တစ်ချက်တည်းပဲ common cause လို့ခေါ်တယ်ရေပုံရအကျအဆုံးနဲ့အဓိကအကျဆုံးတစ်ချက်ကိုပဲသူတို့ကရှာမယ်အသေးစိတ်တွေမပြောဘူးတစ်ချက်ပဲရှာမယ်ရှာတော့သူတို့ကဘာတွားတွေ့တယ်လဲအဲ့ဒီအစိုးရကောပြည်သူရောတနိုင်ငံလုံးချမ်းသာတဲ့တိုင်းပြည်တွေအားလုံးဟာစီးနဲ့ကမ်းနဲ့အုပ်ချုပ်တဲ့တိုင်းပြည်တွေတဲ့ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်တဲ့တိုင်းပြည်တွေနော်ဖွဲ့စည်းပုံဆိုတဲ့စကားလေးပါဒီမိုကရေစီဆိုတာထည့်ထားသေးတယ်တချို့တော်တော်များများနိုင်ငံတွေဖွဲ့စည်းပုံရှိပါတယ်သို့တော့ဒီမိုကရေစီမဟုတ်ပါဘူးအာဏာရှင်ဖွဲ့စည်းပုံတွေပါနော်
အဲ့တော့ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်တဲ့တိုင်းပြည်တွေအဲ့ဒီတိုင်းပြည်တွေဟာလူလူရောအစိုးရရောချမ်းသာတယ်တဲ့ဒါသူတို့ရဲ့ရှာဖွေတွေ့ရှိချက်ပညာရှင်တွေရဲ့စကားကျွန်တော်စကားမဟုတ်ကျွန်တော်ကလေ့လာထားတာဒုတိယအုပ်စုဆက်ပြီးလေ့လာတယ်ဒုတိယအုပ်စုအစိုးရချမ်းသာပြီးတော့ပြည်သူမွဲနေတဲ့နိုင်ငံဘယ်နိုင်ငံလဲဘယ်လိုနိုင်ငံမျိုးလဲတူလာလာတွေ့တယ်တရားဇာတပေါ်များပြီးတဲ့အာနာရှင်အုပ်ချုပ်တဲ့တိုင်းပြည်ပဲတဲ့တရားဇာတပေါ်များပြီးစိမဲ့ကမ်းမဲ့အာနာရှင်စနစ်နဲ့အုပ်ချုပ်တဲ့တိုင်းပြည်တွေမှာအုပ်ချုပ်သူအာနာရှင်လူရန်စားကချမ်းသာပြီးတော့လူလူကမွဲနေတယ်ကျွန်တော်တို့ရဲ့လွန်ခဲ့တဲ့နှစ်90ပြန်စဉ်းစားကြည့်လိုက်ပေါ့ဗျာနောက်ပိုင်းကျွန်တော်ဒါလေးတွေပြောပြပါမယ်ဂျုံတဲ့အခါဂျုံလို့ပါသွားမှာပါအဲ့ဒါအုပ်စုတစုတဲ့နောက်ဆုံးတစုတတိယအုပ်စုတိုင်းပြည်လုံးမွဲတယ်ကုန်းတွင်းပိတ်နိုင်ငံတွေဖြစ်ပြီးတော့တရားဇာတလည်းနဲတယ်တဲ့အာဏာရှင်အုပ်ချုပ်တယ်အဲ့တော့သုံးစုမှာဆင်းရဲတဲ့လူလူဆင်းရဲတဲ့နှစ်စုနှစ်နဲ့သုံးကလူလူဆင်းရဲတယ်တစ်ကလူလူချမ်းသာတယ်အစိုးရလည်းချမ်းသာတယ်နှစ်ကလူလူမွဲတယ်အစိုးရပဲချမ်းသာတာသုံးကလူလူရောအစိုးရရောမွဲတယ်အဲ့တော့အဲ့ဒီအုပ်စုသုံးစုထဲမှာထပ်ပြီးတော့သူကခွဲတာလူလူမွဲနေတဲ့နှစ်အုပ်စုနဲ့လူလူချမ်းသာတဲ့တအုပ်စုဘာချမ်းသာတယ်လဲဆိုတော့ကြည့်လိုက်တဲ့အခါကျတော့တခုတည်းပဲအဲ့ဒီလူလူမွဲနေတဲ့တိုင်းပြည်အလုံးဟာအာဏာရှင်တွေအုပ်ချုပ်တဲ့တိုင်းပြည်စီးမဲ့ကမ်းမဲ့အုပ်ချုပ်တဲ့တိုင်းပြည်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေမပါဘဲနဲ့အာဏာရှင်တွေထင်ရမြင်ရအုပ်ချုပ်တဲ့တိုင်းပြည်ပြည်သူတွေချမ်းသာတဲ့တိုင်းပြည်တိုင်းဟာဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်တဲ့တိုင်းပြည်စဉ်းစားစရာတော်တော်ကောင်းတယ်တတိပြုမိဖို့ကျွန်တော်တို့ကောင်းတဲ့အချက်အဲ့ဒီမှာသူကအဲ့ဒီဥပမာတွေကနေပြီးတော့တစ်ခုနိုင်ငံတနိုင်ငံကိုသူကထောက်ပြပြီးတော့ဆွေးနွေးပြတယ်ပြည်ကိုဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်ရင်ချမ်းသာတယ်ဆိုတဲ့အားလေးကိုထင်သာမြင်သာရှိအောင်ဥပမာလေးနဲ့သူကပြောတယ်ဥပမာဆိုတာစိတ်ကူးရဥပမာမဟုတ်တကယ်တာရကလို့ခေါ်ပါတယ်တကယ်တာရကတစ်ခုကိုထုတ်လုပ်ပြီးသူကရှင်းပြတယ်စင်ကာပူနိုင်ငံကိုရှင်းပြပါတယ်စင်ကာပူနိုင်ငံဆိုတာကျွန်တော်တို့အရှေ့တောင်အာရှအာဆီယံအဖွဲ့ဝင်10နိုင်ငံနဲ့တနိုင်ငံမှာမြေပုံမှာကြည့်ရင်ခဲတာအဆက်ကလေးတစ်ဆက်လောက်ပဲရှိပါတယ်တိတိလေးပါဘာတရားဇာတမှမထွက်ဘူးခင်ဗျရေတောင်မထွက်ပါဘူးခင်ဗျရေကိုမလေးရှားကနေဝယ်ပြီးတော့တောက်နေရပါတယ်ကျွန်တော်တို့တောက်နေတဲ့ရေသန့်1လီတာတပူးစင်ကာပူဒေါ်လာတစ်ချက်ခွဲပေးရပါတယ်တစ်ချက်ခွဲအတော်ဈေးကြီးတယ်ဗမာငွေ1000ကျော်တယ်2လီတာကိုကာကိုလာတပူးမှတစ်ချက်ပဲရှိတယ်နော်ရေအဲ့လောက်ကြီးဈေးကြီးတယ်ပြောချင်တာရေတောင်မထွက်ဘူးမြေကြီးကိုတွေ့ရင်မြေကြီးထဲမှာဘာရှိလဲဆိုဘာမှမရှိဘူးတဲတောင်မထွက်ဘူးတဲတို့ရှိမှတိုက်ဆောက်ဖို့တဲကိုဗမာပြည်ကဝယ်ရပါတယ်အဲ့ဒီလောက်ထိအောင်တဘာဝတရားဇာတခေါင်းပါတဲ့စင်ကာပူနိုင်ငံဟာအရှေ့တောင်အာရှမှာအချမ်းသာဆုံးနိုင်ငံတဲ့ခင်ဗျားတို့စဉ်းစားကြည့်ပါစီးနဲ့ကမ်းနဲ့အုပ်ချုပ်တဲ့တိုင်းပြည်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်တဲ့တိုင်းပြည်တချို့ပညာရှင်တွေကဝေဖန်တယ်စင်ကာပူရဲ့ဖွဲ့စည်းပုံဒီမိုကရေစီအစစ်မဟုတ်သေးဘူးတဲ့မှန်တယ်တကယ်တင်ပြချက်ပြဒီမိုကရေစီလားဆိုတော့မဟုတ်သေးပါဘူးဒါပေမဲ့တကယ်လူလူရွေးချယ်တဲ့အစိုးရအုပ်ချုပ်တာတော့အမှန်ပါပဲအဲ့ဒီတော့ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်ရင်တိုင်းပြည်ချမ်းသာတယ်လူလူချမ်းသာတယ်ဆိုတာကျွန်တော်တို့ဗမာတွေဝေးဝေးကြည့်စရာမလိုဘူးကျွန်တော်တို့အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံပြီးတော့အသေးဆုံးနိုင်ငံလူဦးရေ6တန်း5တန်းခွဲ6တန်းပဲရှိတယ်အဲ့ဒီကျွန်းနိုင်ငံလေးတဘာဝတရားဇာတလုံးဝမရှိတဲ့ကျွန်းနိုင်ငံလေးဟာဒီကနေ့ကျွန်တော်တို့အာရှတိုက်မှာအရှေ့တောင်အာရှမှာအချမ်းသာဆုံးဖြစ်နေတာဟာခုနကကျွန်တော်ပြောတဲ့စီးနဲ့ကမ်းနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်လို့ဒါကျွန်တော်တို့မှတ်သားစရာကောင်းတဲ့ဥပမာလေးတွေပေါ့ဗျာ
နောက်တစ်ခုပြောလို့ရသေးတယ်အချိန်ကြည့်ပြီးပြောမှရမယ်ဟုတ်ဆိုအချိန်ကောင်းသွားရင်နည်းနည်းလေးကြော်သွားမှဆိုလို့ခေါင်းစဉ်မပြေမှာဆိုနော်အဲ့တော့နောက်ထပ်ဥပမာတစ်ခုကဥပမာဆိုတာလည်းဒါလည်းစိတ်ကူးရင်မဟုတ်ပါဘူးတာရကအမှန်ပါပဲဒီကနေ့ခင်ဗျားတို့ကောင်းကောင်းသိပါတယ်ကမ္ဘာပေါ်မှာအချမ်းသာဆုံးနိုင်ငံဟာအမေရိကန်နိုင်ငံပါအင်အားအကြီးဆုံးဆိုတာလေအမေရိကန်နိုင်ငံမှာဩဇာတိတ်ကမကြီးမားတာလေအမေရိကန်မှာအမေရိကန်သမ္မတပြီးခဲ့တဲ့နှစ်နိုဝင်ဘာလ2 ရက်နေ့ကဗမာပြည်အလည်လာသွားတယ်ရန်ကုန်သားတွေသိတယ်ဟဟလား TV မှာလည်းကျွန်တော်တို့ကြည့်လိုက်ရတယ်ဘယ်လောက်ခမ်းနားလဲ9 နာရီနဲ့မိနစ်40 50လောက်ပဲကြာတယ်တနေ့ရဲ့4 ပုံ 1 ပုံတောင်မပြည့်ဘူးတရက်မဟုတ်ဘူးနော်6 နာရီမပြည့်ဘူးခဏလေးပဲလာလေမြန်73စီးနဲ့လာသွားတယ်သူစီးမဲ့မော်တော်ကားသူ့ဟာသူလေမြန်တစ်စီးနဲ့တည်တံ့တဲလာတယ်သူ့ကိုယ်ပိုင်လေမြန်နဲ့လာတယ်ကြီးကျယ်ခမ်းနားတာတွေကတော့ပြောမနေပါနဲ့တော့ဗျာconvocation မှာသူမိန့်ခွန်းပြောမယ်ဆိုတော့ကျွန်တော်တို့ကသွားနားထောင်ရတယ်ခွင့်ရရတယ်ပေါ့ကျွန်တော်တို့ဗမာတွေနားထောင်ဖို့သူကအင်္ဂလိပ်လိုပြောမှာကျွန်တော်တို့ဗမာတွေကအင်္ဂလိပ်စကားမတတ်ရင်ဗမာလိုတခါတည်းနားထောင်နိုင်အောင်လူတယောက်တစ်ခုစီဘာသာပြန်နှစ်ချက်ကိုအမေရိကန်လေမြန်တစ်စင်းနဲ့တည်လာပြီးတော့ကျွန်တော်တို့ဝင်နေရတယောက်တစ်ခုတခါတည်းပြေးလိုက်တယ်ကိုမမထိုင်ပြီးသူမိန့်ခွန်းပြောတဲ့အချိန်မှာအင်္ဂလိပ်လိုနားထောင်ရင်နှစ်ချက်မထိုးနဲ့နှစ်ချက်ထိုးလိုက်ရင်ဗမာလိုတခါတည်းကြားရတယ်အဲ့ဒီအမေရိကန်သမ္မတတယောက်လာပြီးဗမာပြည်မှာတနာရီမိန့်ခွန်းပြောဖို့အတွက်ဗမာတွေနားထောင်ဖို့နှစ်ချက်အလုံး9000လောက်ကိုလေမြန်နဲ့တည်လာပြီးကျွန်တော်တို့ပေးတယ်ဘယ်လောက်ကြီးကျယ်သလဲအဲ့ဒါအမေရိကန်သမ္မတတယောက်တည်းဘယ်လောက်ကြီးကျယ်သလဲဆိုတော့အမေရိကန်နိုင်ငံကြီးဆိုရင်ပြောမနေတယ်တော့ဟုတ်လားကြီးကျယ်လိုက်တာအားကြီးလိုက်တာတော်တော်လေးကဂျာနယ်တစ်စောင်မှာပါလာတယ်အမေရိကန်ရဲ့လေတပ်ကိုအားပေါ့နော်လေတပ်အားကိုတုံးတက်တဲ့စာရန်လေးတစ်စောင်ဖတ်လိုက်ရတယ်အမေရိကန်ပြီးရင်ကမ္ဘာမှာအားနောက်ထပ်အကြီးဆုံးကရုရှားရှိတယ်ပြီးရင်ဒုတိယအချမ်းသာဆုံးကတရုတ်ဒုတိယအားအကြီးဆုံးရုရှားနဲ့ဒုတိယအချမ်းသာဆုံးတရုတ်အဲ့ဒီနိုင်ငံရဲ့လေတပ်ကိုပေါင်းရင်နဲ့လေတပ်လေများအစင်8000မပြည့်ဘူး9800ကျော်ကျော်ရှိတယ်အမေရိကန်တနိုင်ငံထဲမှာ2400ရှိတယ်ဟိုနှစ်နိုင်ငံပေါင်းတာအမေရိကန်ရဲ့3 ပုံ 1 ပုံတောင်မရှိဘူးတဲ့ကြွားနေတာနော်အမေရိကန်နိုင်ငံသားမဟုတ်ပါဘူးကျွန်တော်ဗမာနိုင်ငံသားဒါပေမဲ့မျက်မြင်ကိုယ်တွေ့အဲ့ဒီလောက်ကြီးအမေရိကန်ဘာဖြစ်လို့ချမ်းသာနေတာလဲအဲ့ဒီအမေရိကန်ဟာတစ်ချိန်ကအင်္ဂလိပ်ရဲ့ကျွန်းကျွန်တော်တို့လိုပဲကျွန်တော်လည်းတစ်ချိန်ကအင်္ဂလိပ်ရဲ့ကျွန်းသူတို့ကအရင်ကျွန်းဖြစ်တယ်အမေရိကန်တိုက်ကြီးကအကြီးကြီးအရင်ကျွန်းဖြစ်တယ်ကျွန်တော်တို့ဗမာနိုင်ငံကသေးသေးလေးနောက်မှကျွန်းဖြစ်တယ်သူကကျွန်းကြီးပေါ့ကျွန်တော်တို့ကကျွန်းကလေးပေါ့အမေရိကန်နဲ့ဗမာသားပဲသူလည်းကျွန်းအင်္ဂလိပ်ရဲ့ကျွန်းကျွန်တော်တို့လည်းအင်္ဂလိပ်ရဲ့ကျွန်းပဲသူကနည်းနည်းကြီးတော့သူ့ကျွန်းကြီးလို့ပြောရမယ်ကျွန်တော်တို့ကနည်းနည်းသေးတော့ကျွန်းကလေးပဲကျွန်းကြီးနဲ့ကျွန်းကလေးဟိုကျွန်းကြီးကဒီကနေ့ကမ္ဘာပေါ်မှာအချမ်းသာဆုံးဖြစ်ပြီးဒီကျွန်းကလေးကကမ္ဘာပေါ်မှာဘာကြောင့်အမွဲဆုံးဖြစ်နေတာတော့အင်္ဂလိပ်ကကျွန်းဖြစ်တာချင်းအတူတူပဲအင်္ဂလိပ်လက်အောက်ကလွတ်လပ်ရေးရခဲ့တာချင်းအတူတူပဲဒီတဲ့ပိုးပြီးတော့အော်စရာကောင်းတာတစ်ချက်ရှိသေးတယ်အမေရိကန်အင်္ဂလိပ်လက်အောက်က1986ခုနှစ်မှာလွတ်လပ်ရေးရခဲ့တယ်ကြီးညာခဲ့တယ်လွတ်လပ်ရေးမယူခင်စောစောကကျွန်တော်ပြောတဲ့ထဲပါသွားတဲ့ဗိုလ်ချုပ်အောင်ဆန်းလိုပဲအင်မတန်အမျှော်မြင်ကြီးတဲ့အမေရိကန်နိုင်ငံရေးခေါင်းဆောင်တွေကအင်္ဂလိပ်လက်အောက်ကလွတ်လပ်ရေးယူပြီးရင်အမေရိကန်နိုင်ငံကိုအုပ်ချုပ်ဖို့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကိုရေးခဲ့တယ်ပုံနှိပ်စက်မပေါ်သေးဘူးလက်ရေးနဲ့ရေးထားတယ်ဒီကနေ့ကျွန်တော်ပြောနေတဲ့အချိန်ဆို238နှစ်ရှိပြီအမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေလက်ရေးမှုအဲ့ဒါလို့လက်ရေးနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးတယ်ရေးပြီးတော့မှအင်္ဂလိပ်လက်အောက်ကလွတ်လပ်ရေးကိုယူခဲ့တယ်အလားတူကျွန်တော်တို့ဗမာလည်းအင်္ဂလိပ်လက်အောက်ကလွတ်လပ်ရေးကိုယူခါနီးမှာဗိုလ်ချုပ်အောင်ဆန်းကအမျှော်အမြင်ကြီးကြီးနဲ့ကျွန်တော်ခုနကပြောတဲ့1940ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲခဲ့တယ်ပြီးတော့မှလွတ်လပ်ရေးယူတယ်အဲ့တော့ဟိုကျွန်းကြီးကလည်းလွတ်လပ်ရေးမယူခင်ဖွဲ့စည်းပုံရေးတယ်ဒီဘက်ကကျွန်းကလေးလည်းလွတ်လပ်ရေးမယူခင်ဖွဲ့စည်းပုံရေးတယ်
ကျွန်ကြီးကလွတ်လပ်ရေးယူပြီးတာနဲ့ဖွဲ့စည်းပုံခြင်းဥပဒေနဲ့အုပ်ချုပ်တယ်ဒီဘက်ကကျွန်ကလေးလည်းလွတ်လပ်ရေးယူပြီးတာနဲ့ဖွဲ့စည်းပုံခြင်းဥပဒေနဲ့အုပ်ချုပ်တယ်အဲ့ဒီလောက်တမိုင်းဖြစ်စဉ်တူနေပါလျက်ဟိုကျွန်ကြီးကကဘာပေါ်မှာအချမ်းသာဆုံးဖြစ်ပြီးဒီဘက်ကကျွန်ကလေးကဘာကြောင့်ကဘာပေါ်မှာအဆင်းရဲဆုံးဖြစ်နေတာတော့စဉ်းစားစရာမရှိဘူးလားစဉ်းစားရမယ်အဖြေလည်းရှိနေတယ်ဟိုကျွန်ကြီးက1986ခုနှစ်မှာရေးဆွဲခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုဒီကနေ့အထိအဆက်မပြတ်ကျင့်သုံးခဲ့တယ်238နှစ်ရှိပြီတိုင်းပြည်ကိုစီးနဲ့ကမ်းနဲ့အုပ်ချုပ်လာတာ238နှစ်ရှိပြီအဲ့ဒီအကျိုးကဘာလို့ဒီကနေ့ကမ္ဘာပေါ်မှာအချမ်းသာဆုံးအင်အားအကြီးဆုံးဩဇာတိတ်ကမအရှိဆုံးဒီဘက်ကကျွန်တော်တို့ကျွန်ကလေးဖြစ်တဲ့ဗမာနိုင်ငံကအင်္ဂလိပ်လက်အောက်ကလွတ်လပ်ရေးယူပြီးဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်ခဲ့တာမှန်တယ်ဒါပေမဲ့73နှစ်နဲ့2လနဲ့2ရက်ပဲကျွန်တော်တို့အုပ်ချုပ်ခွင့်ရခဲ့တယ်ကျွန်တော်တို့နိုင်ငံရဲ့အာဏာကိုစစ်တပ်ကအဓမ္မသိမ်းလိုက်တဲ့အတွက်62ခုနှစ်မတ်လ2ရက်နေ့နောက်ပိုင်းဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်တဲ့စနစ်ပြတ်သွားတယ်တနည်းအားဖြင့်စီးနဲ့ကမ်းနဲ့အုပ်ချုပ်တဲ့စနစ်ပြတ်ပြီးစီးမဲ့ကမ်းမဲ့အုပ်ချုပ်တဲ့စနစ်အောက်ကိုရောက်သွားတယ်အဲ့ဒီအကျိုးဆက်ကျွန်တော်တို့ဒီကနေ့အစင်းအဆုံးဖြစ်သွားတယ်ဒါအမေရိကန်နဲ့ကျွန်တော်ရှင်းပြတာနောက်ဆုံးဥပမာတစ်ခုကျွန်တော်ပေးပြီးရှင်းပြပါမယ်သူများနိုင်ငံဥပမာတွေပေးတဲ့အခါကျတော့တချို့သိချင်မှသိမယ်ဟောအမေရိကန်ကြီးကျယ်တယ်ချမ်းသာတယ်ဒါကျွန်တော်အပြောပဲရှိတယ်တချို့သိမယ်ဒါတချို့သိချင်မှသိမယ်စင်ကာပူဘာဖြစ်တယ်ညာဖြစ်တယ်တချို့သိမယ်တချို့သိချင်မှသိမယ်ဗမာလူမျိုးမှန်ရင်ဘယ်လို့မှကျွန်တော်တို့မသိပါဘူးလို့ပြောလို့မရတဲ့ဥပမာတစ်ခုနဲ့ကျွန်တော်ပြောပြပါမယ်ကျွန်တော်တို့ဗမာနိုင်ငံလွတ်လပ်ရေးမရခင်ရှေ့ပိုင်းကာလလေးကိုစဉ်းစားကြည့်ရအောင်1948ရှေ့ပိုင်းကာလလေးကိုနည်းနည်းလောက်စဉ်းစားကြည့်ရအောင်ကျွန်တော်တို့ကိုအင်္ဂလိပ်အုပ်ချုပ်နေတာကိုကျွန်တော်တို့ကမကြိုက်ဘူးအမျိုးစုံတော်လှန်နေကြတယ်နောက်ဆုံးအင်္ဂလိပ်ကိုတော်လှန်ဖို့ကျွန်တော်တို့ဗမာကြီးပဲမဖြစ်ဘူးဟုတ်လားနိုင်ငံခြားအကူအညီယူမှရတော့မယ်ကျွန်တော်တို့ဘယ်သူသွားအကူအညီတောင်းလိုက်သလဲဂျပန်သွားအကူအညီတောင်းတယ်နော်တကယ်တော့ဂျပန်ကကျွန်တော်တို့မခေါ်လဲလာတော့မှာဒုတိယကမ္ဘာစစ်ကစနေပြီတိမ်မှာအဆက်တိုက်တိုင်းလို့သူတို့ကတိမ်မှာplanဆွဲပြီးတာဒါတော့အကြောင်းကတိုက်ဆိုင်သွားတယ်အဲ့တော့ကျွန်တော်တို့ကဂျပန်ကိုသွားခေါ်လာတယ်ဂျပန်ကိုခေါ်လာတော့ဂျပန်ကဘုံကျဲပြီးတော့ဝင်လာတယ်အင်္ဂလိပ်ကမြေလံမီးရှို့စနစ်နဲ့ဆုတ်ပေးရတယ်ရှုံးတော့အင်္ဂလိပ်ကမြေလံမီးရှို့ဆိုတာကဂျပန်ကဝင်လာတယ်အင်္ဂလိပ်ကဆုတ်တယ်ဆုတ်တဲ့အခါမှာအားလုံးမီးရှို့သွားတာတရားမှန်သမျှချိုးတယ်ဘုံခွဲတယ်စားရည်ရိတ်ခါကိုယ်တော်မှန်သမျှယူနိုင်တဲ့လောက်ကိုယူပြီးဂျန်တဲ့ဟာအားလုံးမီးရှို့ပလိုက်တယ်နောက်ကဝင်လာတဲ့ဂျပန်နေစားမှာဆိုလို့ရိတ်ခါဖြတ်တာမြေလံမီးရှို့စနစ်နဲ့ဆုတ်သွားတယ်ဒါအင်္ဂလိပ်ကဆုတ်သွားတာဟောပြီးတော့ဂျပန်ပေးတဲ့လွတ်လပ်ရေးရွှေရည်စိမ်းနဲ့မကောင်းဘူးတဲ့ဂျပန်လာမှပဲလက်သေးကိုအခွာခါတော့တဲ့ရေနွေးဘူးလောင်းခါတယ်အိမ်ကကြက်ပဲဝဲမခံနိုင်တော့ဘူးပြတ်သက်ပြီးစားတယ်ဟာသားမယားအပြစ်မထွက်ရဲဘူးဂျပန်လာမှအင်္ဂလိပ်တော့အဲ့လောက်မဆိုးဘူးဟာဂျပန်ပို့ဆိုတဲ့ပြန်ချမယ်အင်္ဂလိပ်နဲ့ပေါင်းပြီးတော့ပြန်ချတယ်ဒါဒီအလုံးသိတာပဲလူကြီးအဲ့တော့အင်္ဂလိပ်နဲ့ပေါင်းပြီးဂျပန်ပြန်ချတော့ဂျပန်ကဘယ်လိုဆုတ်ကြတော့ရွှေလန်းငွေလန်းခင်းပြီးဆုတ်တာမဟုတ်ဘူးအားလုံးမီးရှို့သွားတာအဲ့တော့အစုံအစမ်းမီးရှို့တော့ကျွန်တော်တို့တိုင်းပြည်ကဘာကြံတယ်လဲပြာပုံမဲကြံတယ်တချို့ကဘာမှမကြံဘူးပြောတော့ကျွန်တော်ကမဟုတ်ပါဘူးဗျာဘာမှမကြံဘူးတော့မပြောပါနဲ့ကြံပါတယ်ပြာပုံတော့ကြံပါတယ်အဲ့တော့လွတ်လပ်ရေးမရခင်1940ခုကျွန်တော်တို့တိုင်းပြည်မှာပြာပုံတွေကြံရစ်ခဲ့တယ်တိတ်မဝဲတယ်တိတ်ဆဲတယ်ဆိုတာကိုပြောချင်တာပါနောက်ဆုံးလွတ်လပ်ရေးစကားပြောတဲ့အခါကျတော့အပေးယူစကားပြောတဲ့အခါမှာနောက်ဆုံးကျွန်တော်တို့ကဘာသဘောတူပေးရသလဲဆိုတော့အင်္ဂလိပ်ကိုဂရေ20အကျွေးဆက်ရမယ်တိုင်းပြည်ပြန်လဲထူထောင်ရေးအတွက်အင်္ဂလိပ်ကိုကျွန်တော်တို့ကယူထားတဲ့ပိုက်ဆံအကျွေးဂရေ20အဲ့တော့လွတ်လပ်ရေးယူတဲ့အချိန်1948မှာကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုဟာစောတော့ကျွန်တော်ပြောတဲ့ပြပုံရဲ့အင်္ဂလိပ်ကိုဆက်เสียဂရေအကျွေး20ရဲ့အဲ့ဒီအနေအထားကနေကျွန်တော်တို့လွတ်လပ်ရေးယူခဲ့တယ်လွတ်လပ်ရေးယူပြီးကျွန်တော်တို့တိုင်းပြည်အခြေအနေကောင်းသလား
လွတ်လပ်ရေးတော့1948 ဇန်နဝါရီ 4 ရက်နေ့မတ်လ28 ရက်နေ့မှာကွန်မြူနတီတော့ခေါ်ပြီးပြည်တွင်းစစ်စတော့မယ်နိုင်ငံရေးမတည်ငြိမ်ဘူးကွန်မြူနတီကွဲသွားပြီတော့ခေါ်ပြီးဩဂတ်ကျတော့ရဲဘော်မျိုးထပ်တော့ခေါ်တယ်1948နှစ်ကုန်ပိုင်းလောက်မှာပဲတပ်မတော်တပ်ရင်တပ်ဖွဲ့တွေတောင်းအချို့တော့ခေါ်ကုန်တယ်1949 50ရောင်စုံတပုံထားတယ်အဓိကကရင်တပုံထားတယ်ရန်ကုန်ခဝဲချံတောင်ကရင်သိမ်းလိုက်ပြီဗမာနိုင်ငံတနိုင်ငံလုံးရောင်စုံတပုံလက်အောက်ရောက်သွားတယ်ရန်ကုန်မြို့လေးတစ်မြို့ပဲအစိုးရရဲ့အုပ်ချုပ်မှုအောက်မှာရှိတယ်ဦးလူအစိုးရကိုရန်ကုန်အစိုးရလို့ခေါ်တယ်မြန်မာနိုင်ငံအစိုးရလို့တောင်မခေါ်တော့ဘူးအဲ့ဒီလောက်ထိအောင်တိုင်းပြည်အခြေအနေဆိုးရွားသွားတယ်ဒါပေမဲ့နောက်ဆုံးအိန္ဒိယအကူအညီနဲ့ကျွန်တော်တို့လက်နဲ့အထောက်ပံ့ရတယ်ပြန်တိုက်တယ်ရောင်စုံတပုံလက်အောက်ကနေတပ်မတော်ကတိုင်းပြည်ကိုပြန်ပြီးတော့ကယ်တင်ခဲ့တယ်ဒီအတွက်လည်းပြည်သူလူထုကတပ်မတော်ကိုအဲ့ဒီအချိန်ကအလောအမင်းချစ်ခဲ့တယ်ဒေါ်လာရင်းနေမှာပြည်သူလူထုပန်းကုန်းတွေဆွတ်တယ်တချို့ဆိုဖက်ပြီးတော့နမ်းတယ်တကယ်အဲ့လောက်ထိကျွန်တော်တို့ချစ်ခဲ့ရတယ်ဟုတ်ပြီဒါထားပါတော့เนาะဒါတော့တစ်ချိန်ကဟာလေးအလုံးပြေပြန်ပြောတာပါအဲ့ဒီကနေတခါ1952 53ကျတော့ပြည်သူစစ်ပြီးသွားပြီနိုင်ငံရေးပြန်တည်ငြိမ်လာတယ်ရွေးကောက်ပွဲပြန်လုပ်တယ်ဥနုအစိုးရပဲကျွန်တော်တို့ပြန်တက်တယ်56လောက်ကျတော့အဲ့ဒီအချိန်ကအာဏာရပစဖလာပါတီထဲမှာနှစ်ချမ်းကွဲလာတယ်ဥပဆွေဦးကျော်ငိမ့်အုပ်စုနဲ့ဥနုဦးတဲ့အုပ်စုဆိုပြီးတော့ပါတီနှစ်ချမ်းကွဲဖို့အကြောင်းဖန်လာတယ်ဆရာကြီးသခင်ကိုတော်မိုင်းကတော်တော်စစ်ဆက်ပြီးတော့လဲအဆင်မပြေဘူးနောက်ဆုံးတီမြဲပစဖလာနဲ့တန်ရှင်းပစဖလာဆိုလုံးဝပါတီနှစ်ချမ်းကွဲပါတယ်နှစ်ချမ်းကွဲတဲ့နေရာမှာအမတ်အများစုကတီမြဲဘက်ကရပ်လိုက်တဲ့အတွက်ပါလီမန်ကိုဥနုထိန်းချုပ်ဖို့တော်တော်ကိုခက်သွားတယ်အဲ့ဒီအချိန်ဒီမှာတပ်မတော်ကအာဏာသိမ်းဖို့ကြံစည်ခဲ့တယ်အဲ့တော့အဲ့လိုအာဏာသိမ်းဖို့ကြံစည်တယ်ဆိုတာတမိုင်းမှာတော့ကြံစည်တယ်ပေါ့ဗျာဥနုကလွှဲပေးလိုက်တယ်ပေါ့တော်တော်လည်းပဲတကယ်ဖြစ်ရမှန်ကတော့သိမ်းပြီးပြီတော့သိမ်းပြီးပြီဆိုတဲ့အကြောင်းဥနုကိုသွားပြီးတော့ဗိုလ်ချုပ်မောင်မောင်ရဲ့ဗိုလ်ချုပ်တင်ဖေးရဲ့ဗိုလ်ချုပ်အောင်ကြီးရဲ့သွားပြောတယ်ပေါ့ပြောတော့ကျွန်တော်တို့သိမ်းဖို့စီစဉ်ပြီးပြီလို့ပြောလိုက်တဲ့စကားကိုဥနုကကောက်ပြီးတော့မင်းတို့မသိမ်းနဲ့သိမ်းရင်စစ်တပ်နာမည်ပြတ်သွားမယ်အမဲဆက်ဖြစ်သွားလိမ့်မယ်ငါလွှဲပေးမယ်လို့ပြောလိုက်လို့အာဏာလွှဲပေးလိုက်ရတယ်58ခုနှစ်မှာနိုင်ငံရေးအာဏာကိုဗိုလ်ချုပ်ကြီးနေဝင်းကိုအိမ်ဆောင်အစိုးရဝန်ကြီးချုပ်အဖြစ်ခန့်ပြီးတော့နိုင်ငံတော်အာဏာကိုသူ့လက်ထဲထည့်ပေးလိုက်ရတယ်အတုံးကတော့6လဆိုအပ်တာပဲမရတော့နောက်6လနဲ့ဒီလိုနဲ့အလုံး2နှစ်ဖြစ်သွားတယ်2နှစ်အာဏာသိမ်းခံလိုက်ရတယ်ပေါ့ဗျာပြီးတော့1960မှာရွေးကောက်ပွဲလုပ်ပြီးတယ်ဥနုပြန်နိုင်တယ်ဥနုကိုအာဏာလွှဲပေးတယ်တနည်းခွဲလောက်ကြာ1960နှစ်မတ်လ2ရက်နေ့မှာဥနေဝင်းကအာဏာကိုပြန်သိမ်းလိုက်တယ်။ကိုင်းများပြန်တုတ်တက်ကြည့်အောင်1948လွတ်လပ်ရေးရတဲ့နေ့ကနေအာဏာသိမ်းခံလိုက်ရတဲ့1962ခုနှစ်မတ်လ2ရက်နေ့အထိကျွန်တော်တို့တိုင်းပြည်နိုင်ငံရေးတည်ငြိမ်မှုဘာများရှိသလဲ။ဘာများကောင်းတယ်လဲ။ဘာတစ်ခုမှမကောင်းခဲ့ဘူး။ဒါပေမဲ့အဲ့ဒီလောက်နိုင်ငံရေးမတည်မငြိမ်တဲ့အခြေအနေဇိုးနဲ့ကြုံခဲ့ရတာတောင်းကျွန်တော်တို့ဗမာနိုင်ငံရဲ့ကြံတဲ့စီးပွားရေးလူမှုရေးအခြေအနေတွေကိုလေ့လာကြည့်ရအောင်အာဏာသိမ်းတဲ့1962ခုနှစ်မတ်လ2ရက်နေ့မှာကျွန်တော်တို့ဗမာနိုင်ငံရဲ့ဓနအင်အားဘယ်လောက်ရှိတယ်ထင်လဲအရှိတောင်အာရှမှာအချမ်းသာဆုံးဒီကနေ့စင်ကာပူရဲ့ဘွဲကလွန်ခဲ့တဲ့1962ခုနှစ်လွန်ခဲ့တဲ့52ခုနှစ်ကကျွန်တော်တို့ဗမာပိုင်တဲ့ဘွဲအာရှမှာစီးပွားရေးအရာအတောင့်တင်းဆုံးကဂျပန်ပြီးရင်ဗမာအဲ့ဒီလောက်ထိအောင်ကျွန်တော်တို့ကချမ်းသာခဲ့တယ်နိုင်ငံရေးမတည်ငြိမ်ဘူးနော်အဲ့ဒါတကိစ္စပဲတို့တော့စီးပွားရေးကျွန်တော်တို့အဲ့ဒါလို့အမတန်ကိုတောင့်တင်းခိုင်မာခဲ့တယ်အမတန်ချမ်းသာခဲ့တယ်အစိုးရရင်ချမ်းသာလားမဟုတ်ဘူးပြည်သူတရားလုံးချမ်းသာတယ်ကိုကြီးတို့သိတယ်အဘတို့သိတယ်အဲ့ဒီ62ခုနှစ်အာဏာသိမ်းတဲ့အချိန်
ကျွန်တော်တို့7နှစ်10နှစ်17နှစ်ရှိသေးတယ်ကလေးပဲလူကြီးတွေပိုသိတယ်အဲ့ဒီအချိန်ကကျွန်တော်တို့နိုင်ငံမှာအနိုင်ဆုံးလကစားတယောက်ရဲ့လကဘယ်လောက်ရတယ်လဲ80ခလား80 increment ကတစ်နှစ်တစ်ချက်နှစ်နှစ်ဆိုဘာဆုံးသွားပြီ80နဲ့နှစ်ချက်စားလို့လောက်တယ်ရွှေဝယ်မယ်ဆိုရင်ရွှေတမတ်သားလောက်ဝယ်နိုင်တယ်စံတပီကိုတမတ်ငါးမှုကျွန်တော်တို့ဝတ်တဲ့ပစိုးတစ်ထည်ငါးမှုစီ30သား25ပြားစီ7မုံတစ်ပုံးမှ30ပုံးမှပါတယ်စံတအိမ်မှ4-5ချက်ကျွန်တော်တို့လာစားကျွန်တော်တို့ဝင်ဝင်နဲ့ကောင်းကောင်းလောက်တယ်မူလရမြဆရာမအောက်တန်းစီမ126ကျပ်ရတယ်အပြိုကြီးလူပြိုကြီးဆိုလက်ကုန်ရင်ရွှေငါးမှုသားလောက်ဝင်နိုင်တယ်လောက်တယ်ကျွန်တော်ဟောပြောပွဲတစ်ခုမှာဟောပြောပွဲဆိုမမရရအမျိုးသမီးကြီးပဲအယောက်30အဲ့နေကငိမ့်ဖောင်ဒေးရှင်းကလုပ်တဲ့ဒီ CSO တွေပေါ့အမျိုးသမီးလူမှုအဖွဲ့အစည်းတွေကအမျိုးသမီးကောင်းဆောင်တွေကြီးပဲပွဲလေးတစ်ပွဲလုပ်တော့ကျွန်တော်ကပြောပြတယ်အဲ့လိုပဲစကားလမ်းကြောင်းတက်တာနဲ့ငွေတန်ဖိုးအကြောင်းပြောရင်ကျွန်တော်တို့တစ်ချိန်ကဗမာနိုင်ငံရဲ့ကျွန်တော်တို့နိုင်ငံသားတွေရဲ့အဆင့်အတန်းကျွန်တော်တို့ရဲ့ငွေကြေးခိုင်မာပုံကျွန်တော်တို့ပြည်သူလူထုချမ်းသာပုံကိုပြောတော့ဒေါ်မြင့်မြင့်အေးတဲ့သူနာမည်ကဆရာတဲ့ခဏလောက်ကျွန်မပြောပြရစီတဲ့ပြောပါလို့ရှင်းဆုံးကပဲထိုင်သူမတရားပြောတယ်ကျွန်မနာမည်မြင့်မြင့်အေးကျွန်မအသက်69နှစ်ရှိပြီတဲ့အဲ့ဒီဆရာပြောနေတဲ့အချိန်မှာကျွန်မ10ရန်အောင်ပြီးတော့တဲ့ဆင်းရဲလို့တက္ကသိုလ်မတက်နိုင်လို့အလုပ်လုပ်ချင်လို့အဖေကလည်းဆုံးပြီတဲ့ကျွန်မအမေနဲ့နေတယ်တဲ့မောင်နှမ3ယောက်လားရှိတယ်အဲ့ဒါအဖေမိတ်ဆွေတယောက်ကပြောပြလို့တဲ့အဲ့ဒီအာနာမသိငင်လေးမှာကုံသွယ်ရေးမှာအလုပ်ရတယ်အောက်တန်းဆေးမှာတဲ့ဆရာပြောတဲ့126ကျပ်ရတယ်တဲ့ကျွန်မအလုပ်ရပြီးသိမ့်မကြဘူးတဲ့တစ်နှစ်မပြည့်သေးဘူးတဲ့အာနာသိမ့်လိုက်တယ်အဲ့ဒီအာနာသိမ့်ပြီးတဲ့နောက်တဲ့အဲ့ကျွန်မတို့ဌာနတစ်ခုပြန်ပြီးတော့ပြင်ဆင်ဖွဲ့တဲ့အခါမှာအဲ့သူတို့ဌာနကဖျက်လိုက်တဲ့ထဲပါသွားတယ်တဲ့အဲ့ဒါကျွန်မအရာရှိကနေအိမ်ပြန်အိမ်ကနေပဲသွားဆောင်နေရတယ်အလုတ်ဖြုတ်သလားမေးတော့အလုတ်ကတော့မဖြုတ်သေးဘူးငါတို့လည်းမသိဘူးပေါ့နော်ပြုတ်တယ်မပြုတ်ဘူးနောက်တော့စာလာလိမ့်မယ်ပြုတ်ရင်လည်းနေ့အတွက်3လစာချက်လက်မပေးလိမ့်မယ်မပြုတ်ဘူးဆိုရင်လည်းနောက်တနေရာနေ့အလုတ်ဆင်းရမယ့်နေရာသတင်းပို့ရမယ့်နေရာလာလိမ့်မယ်ပြောတဲ့အတိုင်းပဲဆရာတဲ့3လပြည့်တော့စာလေးတစ်စောင်ရောက်လာတယ်ဖေဟာစာအုပ်ကလေးကိုတစ်ထိတ်ထိတ်နဲ့ဖွင့်ဖတ်တယ်ဖြုတ်တာလားဆက်ပြီးတော့တာဝန်ပေးတာလားဆိုကံကောင်းထောက်မှဆိုတာနဲ့ဘယ်ဌာနသွားသတင်းပို့ဆိုတော့သူအလုပ်ပြုတ်တဲ့ထဲမပါဘူးဒါနဲ့နောက်တစ်နေ့သူသွားပြီးတော့သတင်းပို့တယ်တဲ့အဲ့ဒီဌာနအဲ့တော့အလုပ်ဆက်လုပ်ရတယ်ပေါ့ဗျာအဲ့တော့အဲ့ဒီလကုံတဲ့အခါကျတော့လကထုတ်ပြီးတော့904ကျပ်ရတယ်4လစာဟိုမစင်းနဲ့3လစာဘက်ပေးနေပြီးတယ်စင်းနဲ့1လစာ4လစာရတယ်ဒီမိမတော်မြင့်အေးရ7နာရီလောက်လစာရပြီးတော့တဲ့စိတ်တွေလှုပ်ရှားတာပျော်လွန်းလို့ဘဝမှာ904ချက်ဆိုတဲ့ပတ်စံကိုလက်ထဲမှာကင်ထားပြီးစပွဲမှာထိုင်ရမလားထရမလားမသိဘူးတဲ့အခုခေတ်လိုခဲလို့ပတ်စံအိတ်တွေမပေါ်သေးဘူးအဲ့ဒီမှာပတ်စံအိတ်ဆိုတာကျွန်တော်တို့ကဒီအင်ကြီးစားလေးတွေကိုပဲလက်နဲ့တီးပြီးဇစ်လေးတက်မဟုတ်နှိပ်စီလေးတွေနဲ့ဘာလို့ကျွန်တော်ကဈေးသွား2ချက်လောက်ပိုင်ဈေးရဝယ်လို့ရတယ်လို့ပတ်စံအိတ်ကြီးတွေမလို့ဘူးပတ်စံအိတ်ကိုပတ်စံအိတ်ထဲပတ်စံထည့်ပြီးဂျိုင်းကြားမှာညက်တဲ့မိမတွေကမဟုတ်ခပုံစားတဲ့ထိုးတယ်သူအိတ်တွေပိုင်းမကင်သေးဘူးအဲ့တော့ပတ်စံ904ချက်ကို10ရန်လေးအရွယ်50နဲ့ကြက်တန်လေး4ရွယ်ထားเสียမရှိဘူးတဲ့စိတ်တွေလှုပ်ရှားတော့ကြောပါရဲ့ဆရာရဲ့တဲ့ရှူရှူကပေါက်ချင်တယ်အင်္ဂါလေးကိုဒီပတ်စံကိုယူသွားရမှာလားထားခဲ့ရမှာလားဘသူကိုအပ်ရမှာလဲအဲ့ဒီလောက်ထိအောင်ကိုသူစိတ်တွေလှုပ်ရှားပြီးဒုက္ခဖြစ်တယ်တဲ့904ချက်ပျော်နေတာသူ့ဘဝမှာနောက်ဆုံးနေကင်းလောက်ကြတော့ရရှို့သမီးနဲ့စောစောပြန်မရသေးသွားခွင့်တောင်းတော့အေးငါတို့လည်းမျက်စိနှောက်လာပြီးညီပြန်တာပဲကောင်းတယ်ညီထိုင်မလို့ထမလို့နဲ့တစ်ချိန်လုံးညီဟိုသွားပြီးသွားနဲ့မျက်စိနှောက်တယ်ပြန်တော့ဆိုပြီးတော့ကျမကိုစူငေါက်ပြီးတော့လွတ်လိုက်တယ်တူတူပြောရရင်အိမ်ရောက်တဲ့အမေကိုအပ်တယ်ဘာလုပ်ကြမလဲဆိုတော့သူ့အမေကငါသမီးဘာမှမပူနဲ့အမေကြည့်စီစဉ်မယ်နောက်တနေ့ယုံသွားတယ်ညနေပြန်လာတော့
အမေကသမီးရေလာကြည့်ဆိုပြီးတော့ထုတ်ပြတယ်တဲ့ပရမညာတစင်လာဝယ်ထားတယ်ပရမညာတစင်လာဝယ်တယ်ခင်ဗျားတို့တော့သိမှာပေါ့နော်ဘာတွေပါသလဲမသိဘူးအဲ့တော့အမေပရမညာတစင်လာတော့ဝယ်ထားတယ်အမေဘယ်လောက်စိုက်လိုက်ရသလဲဘယ်လောက်ပေးလိုက်ရသလဲအထိတ်တလန့်နဲ့ तू ကရတာ900ဒီမှာဝယ်ထားတဲ့ဟာသူ့စိတ်ထဲမှာအများကြီးပေါ့နော်360ပဲကြတယ်အဲ့ပရမညာတစင်လာပိုသေးတယ်တဲ့ပိုက်ဆံ140ကျော်အဲ့ဒါဘုန်းကြီးစွန့်ကပ်ဖို့ဝယ်လာသေးတယ်တဲ့ဓမ္မအဲ့ဒါမှစီဘုံဟောရမယ်စံဘုံပါညာအလူတစ်ခုလည်းလုံအောင်ပါတဲ့အဲ့ဒါပိုက်ဆံ100ကျော်ပိုသေးတယ်အဲ့တော့ကျွန်တော်ပြောချင်တာအဲ့ဒီ1962ခုနှစ်ကျွန်တော်တို့ခင်ဗျားတို့ရဲ့ဘဝအစိုးရကဘယ်လောက်ချမ်းသာတယ်အဲ့ဒီအာဏာသိမ်းတဲ့အချိန်မှာအမေရိကန်ဒေါ်လာ228သန်းကျွန်တော်တို့တိုင်းပြည်အရန်ရန်ပုံငွေလို့ခေါ်တယ်သုံးပြီးဆွဲပြီးကျွေးမြီမရှိပိုနေတဲ့ပိုက်ဆံအဲ့ဒီလောက်ချမ်းသာတယ်အစိုးရကပြည်သူလူထုလည်းအဲ့ဒီလိုချမ်းသာတယ်နော်ငွေကြေးတင်ချမ်းသာတာလားဆိုမဟုတ်ဘူးအဲ့ဒီအချိန်တုန်းကကျွန်တော်တို့ဗမာနိုင်ငံရဲ့ပညာရေးစနစ်ဟာအရှိတောင်အာရှမှာအကောင်းဆုံးပညာရေးစနစ်ရန်ကုန်တက္ကသိုလ်ကိုတရုတ်ပြည်ကလာတက်တယ်အိန္ဒိယလာတက်တယ်ယူရီးယားဖိလစ်ပိုင်ကမ္ဘောဒီးယားမလေးရှားအင်ဒိုနီးရှားအဲ့ဒီရလူတွေကကျွန်တော်တို့ဗမာပြည်ကရန်ကုန်တက္ကသိုလ်မှာလာပြီးကျောင်းတက်ရတယ်ဒီကဘွဲ့ရမှာကဘာဘာသူတို့ကလက်ခတောင်းကောင်းနဲ့အလုပ်ရတယ်အရှိတောင်အာရှမှာအကောင်းဆုံးတက္ကသိုလ်ရှိရအရက်ဒီမြန်မာနိုင်ငံရန်ကုန်မြို့ဗမာပြည်ကဆရာဝန်တက္ကမလုံးပဲမဆိုကုလို့ရသွားပြီနောက်ထပ်လိုင်စင်ခံစရာမလိုဘူးဗမာပြည်မှာလာပညာသင်ကြရတယ်အဲ့ဒါလိုအကောင်းဆုံးပညာရေးစနစ်ကျွန်တော်တို့ပိုင်ခဲ့တယ်အကောင်းဆုံးအားကစားအာရှမှာကြီးတွေသိတဲ့ဘာဟာဒူးတို့တော့အိမ်မောင်ကြီးတို့အိမ်မောင်လေးတို့ကိုယ်တင်အောင်ဆိုအခုထိရှိသေးတယ်မသေးသေးဘူးအာရှမှာဗမာ first အာရှတိုက်မှာအကောင်းဆုံးအားကစားကွင်းဗမာပြည်မှာပဲရှိတယ်အောင်ဆန်းကွင်းသွားကြည့်လို့ရသေးတယ်နော်အခုတော့သေးသွားပြီသို့တော့1962ခုနှစ်မှာအရှိတောင်အာရှမှာအကြီးကျယ်ဆုံးအားကစားကွင်းဟလာအကြီးကျယ်ဆုံးရုပ်ရှင်ရုံသမရကျွန်တော်တို့ကြည့်လို့ရသေးတယ်အဲ့ဒီတော့ကအကြီးကျယ်ဆုံးဟိုတယ်အကြီးကျယ်ဆုံးဆိုတာအရှိတောင်အာရှမှာနော်ဗမာနိုင်ငံအတွက်ပြောနေတာမဟုတ်အာရှတိုက်တစ်တိုင်းလုံးမှာအကြီးဆုံးဟိုတယ်ကသမရဟိုတယ်အကြီးကျယ်ဆုံးလေယာဉ်ကွင်းမင်္ဂလာတုံလေယာဉ်ကွင်းအာရှတိုက်မှာအကြီးကျယ်ဆုံးလေယာဉ်ကွင်းဒီကနေ့ကျွန်တော်တို့စင်ကာပူယူရီးယားမမီတော့ဘူးနော်အဲ့ဒီအကြီးဆုံးအကျယ်ဆုံးအကောင်းဆုံးကိုပိုင်ခဲ့တာကျွန်တော်တို့ဗမာပြည်သူများတိုင်းပြည်မဟုတ်ဘူးအဲ့ဒီလောက်ကျွန်တော်တို့ချမ်းသာခဲ့တယ်အဲ့ဒါ73နှစ်နဲ့2လနဲ့2ရက်ပဲစီးနဲ့ကန်းနဲ့အုပ်ချုပ်ခဲ့တာအဲ့ဒီလောက်ချမ်းသာတယ်ဂရေ20အကျွေးဆက်လိုက်တဲ့အပြင်အာရှမှာအချမ်းသာဆုံးဘွဲကိုကျွန်တော်တို့ခံနိုင်ခဲ့တယ်ပြီးခဲ့တဲ့6ရက်နေ့ကငွေရတို့ကျွန်တော်တို့convention center မှာမြန်မာ convention center မှာငွေရတို့အခမ်းအနားရှစ်လေးလုံးငွေရတို့အခမ်းအနားလုပ်တော့ကျွန်တော်ကစာရန်တစ်စောင်တင်တယ်တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက်ဘာတွေလုပ်ကြမလဲဆိုတဲ့ခေါင်းစဉ်နဲ့စာရန်တွေတင်တဲ့အခါမှာကျွန်တော်ကတိုင်းပြည်ပြန်လည်တည်ဆောက်ဖို့အတွက်အလုပ်တင်ဆုံးအလုပ်ပထမဦးဆုံးလုပ်ရမယ့်အလုပ်ကတော့ဖွဲ့စည်းပုံခြေဥပဒေအသစ်ပြန်ရေးဖို့ဆိုတဲ့စာရန်ကျွန်တော်ကတင်တယ်အဲ့တော့အခုနိုင်ငံတော်သမ္မတကြီးရဲ့အကြံပေးဖြစ်တဲ့ဦးမြင့်ကဆရာကြီးဦးမြင့်ကစီးပွားရေးပြန်လည်တည်ဆောက်ရေးနဲ့ပတ်သက်တဲ့စာရန်တင်တယ်ဒေါက်တာဒေါ်ရင်ရင်တွေကပညာရေးနဲ့ကျန်းမာရေးဆိုင်ရာစာရန်စသဖြင့်ပေါ့ဗျာတင်ကြတယ်နော်အတူချုပ်ကျွန်တော်ပြောပါမယ်အဲ့တော့ဆရာကြီးဦးမြင့်ကနိုင်ငံတော်သမ္မတကြီးရဲ့အကြံပေးဆရာကြီးဦးမြင့်ကအရင်ဆုံးသူက speech ပေးတယ်နော်ဦးလာတော်ရှိသေးတယ်နော်တိတ်ကွန်ပတ်သားစရာကောင်းတဲ့ဟာဟုတ်စီးပွားရေးအကြောင်းတော့ကျွန်တော်နားမလဲဘူးထားလိုက်တော့ကျွန်တော်မပြောတတ်တော့ဘူးနော်သူပြောတိတ်ကောင်းတယ်ကျွန်တော်အရန်ကောင်းတယ်အရန်ကြိုက်တယ်ကျွန်တော်ဘာမှတ်မိခဲ့သလဲဆိုတော့ကျွန်တော်တို့ဗမာနိုင်ငံရဲ့စီးပွားရေးကိုပြန်တည်ဆောက်တဲ့နေရာမှာကျွန်တော်တို့အရှိန်အဟုန်နဲ့တည်ဆောက်ရမယ်အခုကျွန်တော်တို့9.2 3လောက်ဖွံ့ဖြိုးမှုရနှုန်းရှိတယ်အဲ့ဒါကို9.3 4 5 6ဓာတ်သမပဲနည်းနည်းတဲ့8ကိုမသွားပါနဲ့အောင်အဲ့ဒီလိုလေးပဲတိုးတက်အောင်ထိန်းသွားပြီးတော့ကျွန်တော်တို့ကသွားမယ်ရှေ့ကိုသွားမယ်နောက်မဆုတ်ဘူးရှေ့ကိုသွားမယ်ရှေ့ကိုဘယ်လိုသွားမလို့လမ်းလျှောက်ပြီးဖို့မော်တော်ကားစီးပြီးသွားမယ်သူပေးတဲ့ဥပမာအကောင်းစားမော်တော်ကားအကောင်းစားအင်ဂျင်တက်ထားတဲ့ကား
အမတန်ကျွမ်းကျင်တဲ့ driver အောက်ကလမ်းကလည်းဖြိုးနေတာဘာကျင်းကြိုက်မှမရှိဘူးအဲ့ဒီလိုလမ်းမျိုးမှာအဲ့ဒီလောက်အားကောင်းတဲ့မော်တော်ကားနဲ့အလွန်ကျွမ်းကျင်တဲ့ driver နဲ့မောင်းပြီးတော့ဗမာပြည်ရဲ့စီးပွားရေးကိုတွန်းမယ်ဟုတ်ပြီယူရီးယား